ကဘာပေါ်ကလူသားတွေတီးဆောက်ထားတဲ့အဆောက်အဦတွေထဲကအမြင့်ဆုံး9ခုရဲ့အကြောင်းမျှဝေပြချင်ပါတယ်နံပါတ်1 Burj Khalifa Dubai UAE Burj Khalifa ဟာယနေ့အချိန်အထိအမြင့်ဆုံးအဆောက်အဦဖြစ်မှတ်တမ်းတင်ထားပါတယ်ဒီအဆောက်အဦကို2010ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအမြင့်ပေ2918ပေအထက်ပေါင်း163တဲ့အထိရှိပါတယ်Burj Khalifa ဟာဒူဘိုင်းမြို့ရဲ့ skyline ကိုအထူးလှပအောင်ဖန်တီးထားတဲ့ landmark တစ်ခုပါအပေါ်ဆုံးထပ်ထီကနေကြည့်လိုက်ရင်ဒူဘိုင်းမြို့ကမြို့လုံးကိုကျယ်ပြန့်စွာမြင်နိုင်ပါတယ်ဒီလိုအမြင့်ကြီးမှာတော့အပူချင်းလေတိုက်နှုန်းလေဖိအားတွေကိုထိန်းချုပ်နိုင်အောင်နည်းပညာအဆင့်မြင့်စနစ်နာကိုအသုံးပြုထားပါတယ် observation deck တွေကတော့ခရီးသွားတွေအလွန်စိတ်ဝင်စားကြတဲ့နေရာဖြစ်ပြီးနေ့စဉ်လူအများပြားလာရောက်လည်ပတ်ကြပါတယ်နံပါတ်2မာဒီဂါ118ကွာလာလွမ်ပူမလေးရှားမာဒီဂါ118ဟာနောက်ဆုံးအချိန်တွေမှာလူအများစိတ်ဝင်စားလာတဲ့ landmark အသစ်တစ်ခုဖြစ်ပါတယ်ဒီအဆောက်အဦကို2023ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအမြင့်ပေ2228ပေအထက်ပေါင်း118တက်အထိရှိပါတယ်ဒါကြောင့်ပဲမာဒီဂါ118ဟာအရှေ့တောင်အာရှဒေသရဲ့အမြင့်ဆုံးအဆောက်အဦထိမှတ်တမ်းတင်ထားပါတယ်မာဒီဂါဆိုတဲ့အမည်ကမလေးရှားရဲ့လူလက်ရေးကိုကိုစားပြုထားတာပါဒီဇိုင်းပိုင်းမှာလည်းနိုင်ငံသမိုင်းနဲ့ယဉ်ကျေးမှုကိုအခြေခံထားတဲ့အနာဂတ်ဆန်ဆန်ပုံစံကိုတွေ့နိုင်ပါတယ်အတွင်းပိုင်းမှာတော့ office spaces luxury hotel observation deck နဲ့ commercial areas တွေပါဝင်ပါတယ်နံပါတ်3 Shanghai Tower Shanghai China Shanghai Tower ကိုမြင်လိုက်ရင်အနာဂတ်မြို့တစ်မြို့ကိုကြည့်နေရတယ်လို့ခံစားရစေပါတယ်ဒီအဆောက်အဦကို2015ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအမြင့်ပေ2083ပေအထက်ပေါင်း128တက်အထိရှိပါတယ်ရှန်ခိုင်းထာဝါရဲ့အထူးခြားဆုံးအချက်ကတော့လေတိုက်အားကိုရှော့ချနိုင်ဖို့အဆောက်အဦကိုတဖြည်းဖြည်းလင်ကောက်တယ်လို့ဒီဇိုင်းလုပ်ထားတာပါအတွင်ပိုင်းမှာကမ္ဘာပေါ်မှာအမြင့်ဆုံး elevator အချို့ကိုအသုံးပြုထားပြီးအချိန်တိုအတွင်းအပေါ်ဆုံးထပ်တွေကိုရောက်နိုင်ပါတယ်ဒါအပြင်energy saving technologies နဲ့ rainwater collection system တွေကိုအသုံးပြုထားတာကြောင့်ရှန်ခိုင်းထာဝါဟာ sustainable skyscraper အဖြစ်နိုင်ငံတကာကအတိအမှတ်ပြုထားပါတယ်နံပါတ်4 Abraj Al Bait Clock Tower Mecca Saudi Arabia Abraj Al Bait Clock Tower ဟာအမြင့်မားတဲ့အဆောက်အဦဖြစ်ယုံတယ်မကပဲဘာသာရေးအရေးပါမှုအလွန်ကြီးမားတဲ့ landmark တစ်ခုပါဒီအဆောက်အဦကို2012ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအမြင့်ပေ1982ပေအထက်ပေါင်း120တက်အထိရှိပါတယ်ဒီ building ထဲမှာပါဝင်တဲ့ကမ္ဘာအကြီးဆုံးနိုင်မြင့်တစ်ပြင်ကိုအဝေးကနေပါမြင်နိုင်ပါတယ်မက်ကာမြို့မှာတည်ရှိတဲ့အတွက် Hajj နဲ့ Umrah ယာဒီတွေမှာကမ္ဘာတဝက်မှန်ကလူတန်းများစွာလာရောက်အသုံးပြုကြပါတယ် Hotel prayer halls shopping mall တွေကိုတနေရာထဲမှာစုပေါင်းထားတာလဲဒီအဆောက်အဦရဲ့ထူးခြားချက်ပါနံပါတ်5နောက်ဆုံးအနေနဲ့တရုတ်နိုင်ငံရှန်ဇင်မြို့မှာရှိတဲ့ Ping An Finance Center ကိုကြည့်ကြရအောင်ဒီအဆောက်အဦကို2019ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအမြင့်ပေ1965ပေအထက်ပေါင်း115တက်ရှိပါတယ်ဒီ building ဟာရှန်ဇင်မြို့ကိုနှိပညာနဲ့စီးပွားရေးမြို့အဖြစ်ကိုစားပြုတဲ့ landmark တစ်ခုပါလေတိုက်အားပြင်းထန်တဲ့အမြင့်မှာတောင်ခိုင်မာအောင် specially engineered steel and glass structure ကိုအသုံးပြုထားပါတယ်အတွင်းပိုင်းမှာတော့ office spaces hotel conference center observation deck တွေပါဝင်ပြီးစီးပွားရေးနဲ့ခရီးသွားလုပ်ငန်း နှစ်ဖက်စလုံးအတွက်အသုံးဝင်တဲ့ multi-purpose skyscraper တစ်ခုဖြစ်ပါတယ်